မြတ်ဆုံးသောကုန်မိုးတင်ရန်မှာကမ်းလဲလှမ်းလို့မမီနိုင်ဘူးဆွလို့ချင်းများနဲ့တို့တွေလဲလန်းရွယ်မြင်နိုင်ပါတယ်မြင်မြတ်ကုန်တတိသွေးတို့ဒီဒုဇာနီဒေဇာနီတွေရဲဝန်းခြင်းများကိုရှင်မလားငြိမ်းချမ်းရေးအတွက်ဆိုတို့တွေအသက်သွေးစတဲ့မဲ့နိုင်ငံတော်ကိုငြိမ်းချမ်းစေဆိုပြီးတာရိုးရဲ့နှလုံးသားစကားအိမ်မမရိုင်းလဲကြောက်စင်များတို့တာရာဇဝင်သွေးများစွန့်တင်နေလို့တို့ဘိုးဘွားများပြီးတဲ့အမွေရဲဝန်းခြင်းကြောင့်ရင်မရှုံးနိုင်ဘူးတို့အောင်မြင်မဲ့သတ္တိသွေးသမိုင်းကိုရေးမဲ့အသက်ချင်းမြတ်တဲ့ကိုဒါကိုမျောမှန်းရွယ်ရင်ဆိုင်နိုင်ပြီးမြင်မြန်ကုန်